Morgan Roger ဟာချက်စီမှာအထိုင်ချဖို့အချိန်ယူအောင်မလား Morgan Roger ကိုပါမအတွက်ဖက်နဲ့အလွန်ဆိုရဲ့စနစ်တစ်ထက်ကချက်စီတိုက်စစ်ကဘယ်လိုဖြစ်လာမလဲဆိုတာကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချက်စီပရိသတ်တွေကြားမှာအခုတလောစောင့်ကြည့်ခြင်းစရာအကောင်းဆုံးကစားသမားတစ်ယောက်ရှိပါတယ်သူကတော့ Morgan Roger ပါ Aston Villa ကလည်းချက်စီကိုရောက်လာတဲ့ Roger အတွက်ဒီအပြောင်းအရွှေ့ကပုံမှန်အပြောင်းအရွှေ့တစ်ခုတော့မဟုတ်ပါဘူးပေါင်118တန်းဝန်းကျင်နဲ့ရောက်လာတာဖြစ်လို့ဗျအင်္ဂလန်ကစားသမားတွေအနက်စံချိန်တင်ပြောင်းရွှေ့ရေးတစ်ခုဖြစ်လာခဲ့တယ်ဒီလိုဈေးကြီးတဲ့ကစားသမားတစ်ယောက်ဆိုတော့ပရိသတ်တွေကလည်းတဘာဝအတိုင်းဗျမျောလင်းချက်ကြီးထားကြမှာပါဒါပေမဲ့ကျွန်တော်ကတော့ဗျမေးချင်တာတစ်ခုရှိပါတယ် Morgan Roger အနေနဲ့ချက်စီအသင်းမှာအထိုင်ချဖို့အချိန်တစ်ခုယူအောင်မလားကျွန်တော်ထင်တာကတော့ဗျယူရပါလိမ့်မယ်အဲ့ဒါဗျဒီ Morgan Roger မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးတကယ်တော့ Aston Villa မှာဗျ Roger ကသူ့ရဲ့အရေးချင်းကိုတက်သေးပြပြီးသားပါပြီးခဲ့တဲ့ဒီ Premier League ရာသီမှာဗီလာအသင်းတွေပြ38ပွဲကစားပြီးတော့10ဂိုးသွင်းတယ်ပြီးတော့6ဂိုးဖန်တီးပေးခဲ့တယ်အဲ့ဒီမတိုင်ခင်ဗျ2024-2025ရာသီမှာလည်းဒီ Premier League မှာ10ဂိုးသွင်းပြီးတော့ဂိုးဖန်တီးမှု10ချိန်ရခဲ့ပါတယ်ဆိုတော့ဗျာဒီ Roger ဟာ Premier League ကိုမသိတဲ့ကစားသမားလည်းမဟုတ်ပါဘူး Premier League နဲ့ကောင်းကောင်းအထိုင်ကျပြီးသားကစားသမားကောင်းတစ်ယောက်ပါဒါပေမဲ့ပြဿနာဗျဗီလာအသင်းနဲ့ချက်စီအသင်းကတူညီတဲ့အသင်းတော့မဟုတ်ပါဘူးဗီလာအသင်းမှာ Roger ရဲ့အားသာချက်ကဘာလဲဘောလုံးကိုရပြီးတာနဲ့ရှေ့ကိုပြေးထွက်နိုင်တယ်နေရာလွတ်တွေထဲကိုဝင်နိုင်တယ်ကိုယ်တိုင်ဗျာဒီဘောလုံးဆွဲပြီးတော့ခံစစ်ကိုချိုးဖောက်နိုင်တယ်ပြီးတော့တယောက်ချင်းရင်ဆိုင်ရတဲ့အချိန်မှာသူ့ရဲ့အရွယ်အစားနဲ့ခွန်အားကိုဗျာအသုံးချနိုင်ပါတယ်အဲ့ဒီအရာတွေကဗီလာအသင်းရဲ့ကစားပုံမှာအရန်အသုံးဝင်ခဲ့ပါတယ်ဒါပေမဲ့ချက်စီကိုရောက်လာတဲ့အခါမှာသူ့စီကတောင်းဆိုမဲ့အရာတွေကနည်းနည်းတော့ကွဲသွားနိုင်ပါတယ်အထူးသဖြင့်အလွန်ဆိုရဲ့ချက်စီမှာတော့ဘောလုံးကိုဘယ်လိုလှည့်မလဲဘယ်နေရာမှာနေမလဲဘယ်အချိန်မှာနေရာပြောင်းမလဲဆိုတာတွေကအရေးကြီးလာမှာပါဒီတော့ Roger အနေနဲ့သူ့ရဲ့အရင်ကစားပုံကိုဗျအကုန်လုံးခြံထားရမယ်လို့တော့မဆိုလိုပါဘူးအဲ့ဒီအစားသူ့ရဲ့အားသာချက်တွေကိုဗျအလွန်ဆိုရဲ့ system ထဲမှာဘယ်လိုထည့်သုံးမလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်ပြီးတော့ဒီနေရာမှာဗျစိတ်ဝင်စားစရာကောင်းတာတစ်ခုရှိပါတယ်အလွန်ဆိုကိုတိုင်က Roger နဲ့ကိုပါမာဂျာကဆက်နွယ်မှုကိုအားထားနေပါတယ်ဒါဟာဒီ Chelsea ပရိသတ်တွေအတွက်တကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါကိုပါမာတယောက်ကညာဘက်ချမ်းအလဲပိုင်းနဲ့နေရာလွတ်တွေထဲမှာလွတ်လပ်လှုပ်ရှားနိုင်တဲ့ကစားသမားတယောက် Roger ကလည်းဒီဘောလုံးကိုဆွဲပြေးပြီးတော့နောက်တန်းကိုဓာတ်ရိုက်ဖိအားပေးနိုင်တဲ့ကစားသမားဒီနှစ်ယောက်သာချိန်သားကြိုက်တဲ့ပုံစံခွက်ထမ်းမှာမှန်လာပြီဆိုလို့ရှိရင်ချက်စီအသင်းရဲ့တိုက်စစ်ပိုင်းကအရင်ကားထက်ပိုပြီးတော့အန်ရရှိလာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုကစားသမားအသစ်တွေအားလုံးဗျာအထိုင်ချဖို့ချက်ချင်းအလုပ်ဖြစ်ဖို့တော့မလွယ်ပါဘူးဘာကြောင့်လဲဆိုတော့ Roger ကဗျာချက်စီကိုရောက်လာတာမကြသေးပါဘူးသူကဗီလာအသင်းမှာဗျာ2နှစ်ကျော်လောက်တည်ငြိမ်အောင်ကစားခဲ့ပြီးမှချက်စီကိုပြောင်းလာတာပါအသင်းဖော်အသစ်တွေနီးပြအသစ်တွေနီးစနစ်ပိုင်းအသစ်တွေနဲ့နေရယူပုံအသစ်တွေအရာအားလုံးဒီပါကဗျာပြောင်းသွားပါတယ်ဒါကြောင့်ပထမဆုံးပွဲအနှဲငယ်မှာ Roger ကဗီလာအသင်းမှာတုန်းကလို့အပြေးအဝမမြင်ရသေးတာမျိုးဖြစ်လာလို့ရှင်ကျွန်တော်ကတော့အံ့ဩမှာမဟုတ်ပါဘူးတခါတလေပြဒီကစားသမားတစ်ယောက်ရဲ့အရေးချင်းတဲ့သူ့ကိုအသင်းထဲမှာဘယ်လိုထည့်သုံးမလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်ဥပမာဗျာ Morgan Roger ကိုဘယ်ဘက်ကနေတိုက်စစ်ဆင်ခိုင်းမလားအလဲကနေတိုက်စစ်ကိုချိတ်ဆက်စေမလားကိုပါမားကိုဗျာနောက်ကနေကစားစေမလားဒါမှမဟုတ်ဝင်းဘက်တွေရဲ့ overlap ကိုအသုံးချပြီးတော့ဗျာ half space တွေထဲဝင်စေမလားဒီ role တွေထဲကဘယ်ဟာနဲ့သူအကောင်းဆုံးဖြစ်မလဲဆိုတာအလွန်ဆိုကအခုရတဲ့အစာပိုင်းမှာစမ်းသပ်ကြည့်ရအောင်ပါပြီးတော့ဒီနေရာမှာ Roger ကိုတခုတော့မျှော်လင့်လို့ရပါတယ်သူကဗျာအသင်းသစ်ကိုလက်ရောညှိထွေဖြစ်အောင်ပြောင်းလဲနိုင်တဲ့ကစားသမားပါအသက်ကလည်း24နှစ်ရှိသေးပြီးတော့ Premier League အတွေ့အကြုံကလည်းရှိပြီးသားဒါကြောင့်သူ့အတွက်ဗျာအချိန်ပေးရတာကအန်ရများတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့ဆိုလို့ရှိရင် Morgan Roger ကိုပထမဆုံးဗျာဒီ9ပွဲ6ပွဲလောက်နဲ့ဆုံးဖြတ်မှာမဟုတ်ပါဘူးအဲ့ဒီအစားသူ့ရဲ့လှုပ်ရှားမှုကဗျာအသင်းနဲ့ဘလောက်ချိတ်ဆက်လာတယ်လဲကိုပါမားနဲ့ဘလောက်နားလည်မှုရလာတယ်လဲအလွန်ဆိုရဲ့တောင်းဆိုတဲ့နေရာယူမှန်ကန်တာတွေကိုဘလောက်မြန်နားလည်လာတယ်လဲပြီးတော့တွင်းကိုနဲ့ဂိုးဖန်တီးမှုတွေထက်သူ့ရဲ့ဘောလုံးမရှိတဲ့အချိန်မှာလှုပ်ရှားမှုနဲ့ပြိုင်ဘက်ကိုအပြင်းအထန်ဖိအားပေးမှုတွေဘလောက်တိုးတက်လာတယ်လဲဆိုတာကိုပါကြည့်ရမှာပါ။ဘာကြောင့်လဲဆိုတော့ပေါင်118တန်းပေးထားတဲ့က
ကစားသမားဆိုပြီးတော့ဗျာပထမဆုံးပွဲကလေးကသွင်းကိုတကူဂိုးဖန်တီးမှုတစ်ချိန်မရလို့ရှိရင်မကောင်းဘူးလို့ဆုံးဖြတ်လိုက်တာကအရန်ကိုလွယ်ပါတယ်ဒါပေမဲ့ဒီဘက်ခေတ်မော်ဒန်ဘောလုံးလောကကဗျာအဲ့ဒီတော့ရိုးရှင်းတဲ့အရာမဟုတ်ပါဘူးတခါတလေကစားသမားကောင်းတယောက်ကိုလည်းဗျာအသင်းကောင်းသတင်းထဲမှာအသားချဖို့အချိန်နဲ့ပေးရပါတယ်အထူးသဖြင့်နီးပြအသင်းနဲ့ဗျာ project အသစ်တစ်ခုစတင်နေတဲ့ချက်စီလိုအသင်းမှာပို့ပြီးတော့ဗျာအချိန်ယူရနိုင်ပါတယ်ဒါပေမဲ့ရောဂျာသာအလွန်ဆိုရဲ့ idea တွေကိုနားလည်လာပြီးတော့ကိုပါမာနဲ့နားလည်မှုတိစောက်နိုင်သွားပြီဆိုလို့ရှိရင်ဒီကစားသမားကချက်စီအတွက်ဗျာအရန်အရေးကြီးတဲ့လက်နက်တစ်ခုဖြစ်လာနိုင်ပါတယ်အဲ့ဒီအချိန်မှာပေါင်118တန်းဆိုတဲ့ပြောင်းရွှေ့ကြီးတဲ့ချက်စီရဲ့တိုက်စစ်ကိုဗျာသူဘလောက်ထိပြောင်းလဲပေးနိုင်လဲဆိုတာပဲပို့ပြီးတော့အရေးကြီးလာပါလိမ့်မယ်ဒါကြောင့်မော်ဂန်ရောဂျာကိုဗျာအခုချက်ချင်းအကဲဖြတ်မှတ်အစားနည်းနည်းလေးအချိန်ပေးကြည့်တာကပိုကောင်းပါတယ်သူ့ရဲ့ဗီလာအသင်းကဘာရှင်းကိုချက်စီမှာအတိအကျပြန်မြင်ရဖို့ဗျာမလိုပါဘူးအလွန်ဆိုရဲ့ချက်စီထဲမှာပို့ပြီးပြည့်စုံလာတဲ့မော်ဂန်ရောဂျာဘာရှင်းအသစ်တစ်ခုကိုပဲမြင်ရဖို့လိုတာပါဒီယာဒီမှာမော်ဂန်ရောဂျာတယောက်ဘလောက်ထိပောက်ကွဲပြနိုင်မလဲဆိုတာကတော့ချက်စီပရိသတ်တွေအနေနဲ့တကယ်စောင့်ကြည့်ရမယ့်အရာတစ်ခုဖြစ်လာပါလိမ့်မယ်အဆုံးထိကြည့်ရှုပြသကြလဲချက်စီဖန်မိတ်ဆွေများအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်တွေ့ပါမယ်